ကျမတို့ပေါ့နော်ဒီအိတ်လေးကိုထဲပေါ့နော်ကိုထဲအိတ်တိုင်းပြီးသွားပြီဆိုတော့အခုကျိုးလာမယ်ကျိုးကဘယ်လိုလုပ်ရမလဲဆိုရင်ကျမတို့ကျိုးက2ကျိုးလုပ်ရမယ်ပေါ့နော်တစ်ကျိုးမှဆိုရင်သူက28ပင်လောက်ရပါမယ်ဘယ်လောက်အရှည်လောက်ရမလဲဆိုရင်တစ်ကျိုးကို130စင်တီမီတာထိရှည်ပေးရမယ်ပေါ့နော်130ထိရှည်ပေးရမယ်130ကိုကိုကတစ်ချက်တိုင်းလိုက်ပေါ့မနော်130ထိရောက်သွားပြီဆိုရင်ကျမတို့ကျိုးဖြတ်ပြီးသွားရင်ပေါ့နော်အဲ့အတိုင်းလေးကိုယူပြီးသွားရင်29ပင်2ခါပေါ့နော်ဒီမှာထိတ်ကလေးမှာကင်ထားပြီးတော့ကျမတို့29ပင်ထိ29ပင်ကကျတော့ကျမတို့တကြိုးစာပဲရှိရပေါ့နော်29ပင်2ခါ2ကြိုးစာလောက်ရပါမယ်ကဲအဲ့ဆိုကျမကိုဒါလေးတွေဖြတ်ပေးပါအောင်နော်ကျိုး29ပင်လုပ်ပြီးသွားရင်ပေါ့နော်ဒါကတော့တစ်လုံးကြံနေပေါ့အဲ့တော့ချီအယောင်မှာကအညူလေးရတဲ့တလောက်ပဲကြံနေဆိုတော့မလောက်ဘူးလေနော်မလောက်တော့ဖြူကနည်းနည်းပုံများတဲ့ကြောင့်လည်းကျွန်မဖြူနဲ့လုပ်လိုက်တယ်ပြီးတော့ရင်ဒါကတော့29ပင်တစ်ခါလုပ်ပြီးစားပေါ့နော်အဲ့တော့ဒီလောက်ရယ်နောက်ထပ်တကြိုးစာထပ်ကြံနေပေါ့ကဲဟုတ်ပြီကျွန်တော်တို့29ပင်ထိလုပ်ပြီးသွားပြီဆိုရင်ဒါလေးကိုအရင်ဦးဆုံးညီအောင်အရင်ညှိမယ်နော်ဒီကျိုးထိပ်ပိုင်းလေးတွေကိုအရင်ညှိလိုက်ပါတစ်ခါနဲ့တစ်ခါညှက်ထားတာပေါ့နော်တူရှည်လေးတွေမညီဘူးဖြစ်သွားတော့သူကအရင်ညှိပေးရပါတယ်ဒီလိုမျိုးလေးအကုန်လုံးညှိမယ်နော်ဒါကိုကြိုက်တဲ့ချီရောင်နဲ့လုပ်လို့ရတယ်နော်ခုပြောသလိုပဲချီများများကြံတဲ့အရောင်နဲ့ပဲလုပ်ပေးပါဒါမှပဲလောက်ငန်းလေးကျိုးထုံလို့ရမှာပါဘလို့မှချီမကြံတော့ဆိုရင်တော့နောက်ထပ်တစ်လုံးထပ်ဝယ်ရပါမယ်နော်နောက်တစ်ခုရှိတာကတော့ဒီနှစ်ရောင်ရောပြီးလုပ်လို့ရပါတယ်ဟိုဘက်အရောင်နဲ့ဒီဘက်အရောင်ကိုတစ်ဝက်စီရောလိုက်လေရတယ်နော်ကိုကပြောင်းဟိုဘက်နဲ့ချီမလောက်လို့အရောင်ရောလေးဆိုလဲလာပါတယ်ကဲဒါဆို29ပင်ထိပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုကျမတို့ဒီကျိုးတွေအားလုံးအောက်ကိုတညီတဲ့ကြောင်ဒီလိုဆွဲပြီးတော့ဟိုခေါင်းဖိသလိုလေးပေါ့နော်ခေါင်းဖိသလိုလေးဆွဲဖိပေးပါပြင်ခါလိုက်ပေါ့နော်အရင်အဖျားကိုခါလိုက်တရားကိုကင်ထားပြီးတော့ကဲရပြီဆိုရင်ကျမတို့ဒီထိတ်ကလေးကိုဒီထိတ်ကနေပေါ့နော်ဒီမှာနဲ့ဒီလိုတင်းလိုက်တင်းပြီးတော့ဆိုရင်ကျမတို့ဒီမှာဒါလောက်ကိုလိမ်ပြီးတော့နော်ကျိုးထုံးလေးတွေကိုထည့်လိုက်ပါကျိုးထုံးလေးကခါတိုင်းလုံနေကြအတိုင်းပဲလေနော်ဒါတွေအားလုံးကိုတော့ညီအောင်လုပ်ထားရမယ်ငါသိမညီတော့နော်ပြန်ညီအောင်လုပ်မယ်ညီအောင်လုပ်ပြီးရင်ဒီမှာလို့လေးညီအောင်ဆွဲလိုက်မယ်နော်ဆွဲပြီးတော့ရင်ဆိုရင်ကျမတို့လက်လေးကိုလိမ်ပြီးတော့ရင်ဒီလိမ်ထားတဲ့ကွင်းပေါက်ကိုတင်းတင်းလေးလုပ်ပြီးတော့ရင်စောတော့အကုန်လုံးစုထားတဲ့ဒီထိတ်ကလေးကိုကျမတို့ထိတ်ကလေးပေါ့နော်ဒီထိတ်ကလေးကိုဒီချာလေးပင်အကုန်ပေါအောင်စုပြီးတော့ရင်ဒီကျိုးထုံးလေးလုပ်လိုက်ပါအဲမှာပဲသူကပြုတ်မထွက်မှာနော်အကုန်ပေါအောင်ဂရုစိုက်ပေးပါဒါဆိုအကုန်ပါပြီပါနော်နော်ပြီးပြီဆိုရင်ကျမတို့ဒီမှာတော့နည်းနည်းဟိုဖြစ်သွားတယ်နော်ကဲဒါဆိုရပြီပေါ့ရပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့9ပင်စီရွှေ့လိုက်ပါ1 2 3 4 5 6 9 10 9ပင်ပေါ့နော်9ပင်စီရွှေ့မယ်9ပင်စီခွဲမယ်နော်အောက်မှာသူကရှုပ်သွားပြီပေါ့ကဲအခုကျမပေါ့နော်ဒီလိုမျိုး9ပင်3ခုခွဲလိုက်ပါပြီပြီးတော့ရင်ဖြစ်နိုင်မယ်ဆိုရင်တော့ကျမတို့ဒီလိုလေးအပြားလေးမှာပေါ့နော်ညက်ပြီးလုပ်ရင်လည်းလုပ်ပေါ့ကဲကိုကဒီလိုမျိုးအပြားမရှိဘူးဆိုရင်လည်းတနေရာလေးမှာတေချာလေးဒါလေးကိုနေရာမရွေးအောင်ပေါ့နော်ဒါဆိုဖိထားတာကဒီထိတ်ကလေးနဲ့ဖိထားပြီးလုပ်တယ်အဲ့လိုလုပ်လို့ရပါတယ်ပေါ့နော်အဓိကလို့မှာတော့ကျက်စမီချစ်တဲ့ပုံစံလေးပါဒီကျိုးလေးတွေတေချာလေးဆွဲပြီးတော့ရင်ကျမတို့ကျက်စမီချစ်တယ်လို့လေးဒီလားဒီမှာနော်ခါတိုင်းကျက်စမီချစ်တယ်လို့ပဲကွာစပင်းနေရောလေနော်
ဒီကျိုးလေးတွေကဟိုဘက်ကျိုးကဒီဘက်လာထက်ဒီဘက်ကျိုးကဟိုဘက်လာထက်တဲ့ပုံစံလေးကိုမှကျမတို့တင်းတင်းကလေးပေါ့နော်တင်းတင်းကလေးလုပ်ပါမယ်ဒီမှာနော်တင်းတင်းကလေးလုပ်မယ်နော်မပြုတ်ထွက်မှာပါမတင်းထားလို့ဆိုရင်သူကနောက်ကြာလိုက်ရင်ကြော့ပြီးတော့ပြီးသွားနိုင်တယ်နော်ကြော့ပြီးမှပြီးနောက်ကြာလည်းရော့ပြီးမှပြီးအောင်လို့ကျမတို့အခုကလေးတင်းတင်းလေးလုပ်ခဲ့ရပါမယ်ဖြည်းဖြည်းနဲ့ရှည်လာမယ်အဲ့ဒါကိုအဆုံးရောက်တဲ့ဒီလောက်ပေါ့နော်ချီကျိုးချီလို့ရတဲ့နေရာလောက်ထိကိုလုပ်ပါမယ်နော်ကဲပေါ့နော်ကျမတို့ကြစ်လာတာဆိုရင်တော်တော်များများပြီးသွားပြီအခြေမှာဒီလောက်ပဲကျန်တော့တယ်ပေါ့နော်အခြေမှာကဒီကျမတို့ဘယ်လောက်ပြောမလဲအဲ့ပေါ့ဒီလောက်အနေထားလောက်ပဲပေါ့နော်ဒီအကျိုးအတူဆုံးဆိုရင်ကျမတို့ဒီ9လက်မလောက်ပဲရှိမှာပေါ့အဲ့အနေထားရရင်ရက်ပြီးသွားရင်ဒါလေးကိုစောစောတော့လိုမျိုးလေးပြန်ကွေးပြီးသွားရင်ချီတွေကိုအကုန်ပါအောင်ထည့်မယ်နော်အကုန်ပါအောင်ထည့်ပြီးတော့ဒီချီကိုလက်ညှိုးနဲ့ချောင်းနဲ့ထည့်ပြီးသွားရင်ဒါလေးကိုဒီကွင်းနဲ့ကိုဆွဲပြီးတော့တွင်လိုက်ပါအကုန်ပါအောင်ဆွဲတွင်မယ်ပြီးသွားရင်ကျမတို့ထုံးကလေးကိုဒီချီလောက်မှာပေါ့နော်တင်းတင်းကြက်ကြက်ကလေးကိုတင်းကြက်ကြက်လေးလုပ်မှာပေါ့နော်မပြုတ်မှာပါနိုင်မယ်ဆိုရင်တော့ဒီကြက်လေးကိုညှိရမယ်ပေါ့နော်ရှည်နေရာတွေကိုလည်းညှိလိုက်မယ်ဒီညှိတဲ့ချိန်မှာပေါ့နော်ဟိုဘက်ဒီဘက်နဲ့ညှိအောင်လေးပေါ့နော်ကျိုးကတော့တူရှည်ရမညှိတော့ဘူးဒါပေမဲ့လည်းမညှိတဲ့ကြားရနေညှိအောင်လေးကြည့်လို့ကောင်းပြီးညှိလိုက်ပါကွယ်အဲ့ဆိုရင်ကျမတို့ရဲ့ကျိုးလေးကအလုံးလုပ်ပြီးအချိန်မှာဒီလောက်စိုက်လေးဖြစ်သွားတယ်ပေါ့နော်ဒီဟာလေးကိုတိုင်ပြပေးမယ်အထုံးကနေပဲစတိုင်းမယ်နော်အမိတ်ကကိုကြိုက်တဲ့လောက်ထားလို့ရတာမလို့အမိတ်ကတက်တိုင်ပေးမယ်နော်ခောက်ထားတာကိုကျမတို့ကဒီဟာလေးရဲ့ဟာက73လက်မဆိုတော့နှစ်ခုပေါင်းလိုက်26လက်မ26လက်မရှိတယ်ပြီးတော့ရင်ဒီအမိတ်လေးကတော့2လက်မလောက်လေးရှိတယ်ပေါ့နော်ဒီအထုံးလေးနဲ့ဆို3လက်မပေါ့26ဒီကနေဒီထိဆိုရင်ကျမတို့ဟောဖြစ်သွားမယ်30နဲ့မှ4လက်မလောက်တော့ရှိသွားမယ်ပေါ့နော်ကဲဒါလေးကိုနှစ်ခုလုပ်ပေးပါနော်ကဲအခုဆိုရင်ကျမတို့ဒီအိတ်ကျိုးလေးပေါ့နော်နှစ်ကျိုးလုံးရသွားပြီဆိုရင်ဒီကျိုးမှလာချီအောင်မယ်ပေါ့နော်ကိုကအိတ်လေးကိုဘယ်လိုပုံလေးထားချင်လဲပေါ့နော်အဲ့မျိုးကိုထားချင်တဲ့ပုံပေါ်လိုက်ပြီးတော့ချီရပါမယ်အိတ်ကပေါ့နော်သူရဲ့ original ပုံကဒီလိုမျိုးအောက်မှာအပြားလေးပေါ့နော်အပြားလေးဆိုတော့သူရဲ့ထောင်လိုက်ရင်သူကဒီလိုမျိုးပုံလေးဖြစ်ပါမယ်ဒီလိုမျိုးပုံလေးဖြစ်မယ်နော်ဒီလိုမျိုးမှန်တယ်ပေါ့နော်အဲ့ဆိုကျမတို့ကအိတ်ကလေးကိုအခုကျိုးလေးလာတက်တော့မယ်ကိုကဘယ်လိုလေးထားချင်လဲပေါ့နော်ဖြူလေးကိုဒီဘက်တောင်ထားမလားဒါမှမဟုတ်ရင်ကိုထားချင်တဲ့ပုံစံအတိုင်းထားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရင်ဒီအဖြူဒီဟာလေးကိုပဲဒီဘက်ထားမလားပေါ့နော်โอเคဒါဆိုရင်ကျမတို့ကိုကျိုးချီတော့မယ်ဆိုတော့တော့ဘလို့နေပေါ့နော်နှစ်ဖက်လဆိုတော့လေဒီကျိုးကိုကျမတို့ဒီအပေါက်ထဲပေါ့နော်ဒါဆိုရင်သူ့ရဲ့ထိပ်ပေါ့ဒီထိပ်အပေါက်ထဲကိုကျိုးထဲပါကျိုးကများတော့နည်းနည်းတော့ထဲရတော့ခက်မယ်ပေါ့နော်အပေါက်ကြီးဆိုဒီအပေါက်ကြီးပေါ့အဲ့ထဲကိုထဲလိုက်ပါကုံလုံးဝင်အောင်ဆွဲထည့်ရပါမယ်နိုင်မှာဝင်သွားပြီဆိုရင်ဒီကျိုးကဒီကိုအဲ့လိုမျိုးလေးလာချီလိုက်ရပါမယ်နော်ဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးကြာနေမယ်ပေါ့ကွယ်နော်အတိုင်းမဲ့ဒါလေးကိုတက်လေးသွားမယ်နော်ချီပြီးသွားရင်ဒီလိုလေးတက်လေးသွားဒီလိုတက်လေးသွားပြီးသွားရင်ကျမတို့ဒီဘက်ချမ်းမှာလည်းဒီနေရာပေါ့နော်ဒီနေရာကိုထည့်ပါဒီနေရာပဲကျဲလို့နော်အပေါ်ကမကျဲကျက်တယ်သူကလေအတွင်းအိတ်ချုပ်လဲရတယ်မချုပ်လဲရတယ်နော်မာအောင်လို့ကော်ချက်တွေပါလေးခံစရာမလိုပါဘူးသူကအပျော့အိတ်ပါဒီတင်ထဲမှာတင်ပါတယ်အားလုံးချီပျော့အိတ်တွေပါနော်ဒီကဒီလေးကိုတက်အောင်ဒါလိမ်မသွားအောင်ပေါ့နော်ကျမတို့လိမ်မသွားအောင်လေးကြီးစိုက်ပေးပါပြီးတော့ရင်ဒီကလည်းအဲ့လိုပဲဒီဘက်ထဲလေးကိုလာပြီးတော့ကွေးပြီးတော့ချီလိုက်ပြီးတော့ရင်ဒီလုံးလေးကိုထဲပြန်ထဲအဲ့ဒါမှပဲခိုင်ပါလေနော်
နော်ဒီလေးပြန်ထည့်တိုင်းဒီလိုမျိုးလေးထုတ်လိုက်ပါကွယ်နော်ကဲဒါဆိုရင်ကျမတို့ရဲ့အိလေးကကျမတို့အိလေးကကျိုးလေးတစ်ချမ်းပြီးသွားပြီပေါ့နော်ဒီမျိုးပဲနောက်တစ်ချမ်းလုပ်မယ်အနားလေးတွေကုတ်မယ်နော်ကျူးတူရှည်တူထွာထွက်နေရလေးတွေအကုန်လုံးလိုက်သိမ်းလိုက်ပါဒါဆိုကျမတို့ရဲ့ချီအိလေးရရသွားပြီပေါ့ကွယ်အရင်ချစ်ဖို့ကောင်းတော့ချီအိလေးရသွားပါပြီနော်မှာပါဒီမှာလည်းမလိမ်စင်းနဲ့နော်တက်တက်လေးတော့မယ်နော်ပြီးဒီဘက်ကိုပြန်လာထဲကိုပြန်ထည့်နော်ပြီးဒီဘက်ကနေလိမ်ထဲကိုပြန်ထည့်နော်ကဲဒါဆိုရင်ကျမတို့ရဲ့ချီထိုးအိတ်ကလေးကပြီးတော့ပါပြီရှင်ဆိုလိုက်ထိုးလိုက်တော့နော်